ရှိတုန်းကပေါ့ကွယ်တောကြီးအတွဲမှာရေအိုင်ကြီးတစ်ခုရှိရဲ့အဲ့ဒီရေအိုင်ထဲမှာလိတ်ကလေးတစ်ကောင်နေထိုင်တာပေါ့ရေအိုင်နဲ့အနီးဆုံးခြုံထဲမှာသမင်တစ်ကောင်နေပါရဲ့အဲ့ဒီခြုံနဲ့အနီးတစ်ပစ်မော်မှာခောက်ရှာငှက်တစ်ကောင်နေထိုင်ကြတယ်သူတို့သက်တော်အသုံးကအဆွေခွင်မွန်းတွေဖြစ်ကုန်ပြီးတဦးနဲ့တဦးချစ်ချစ်ခင်ခင်နေထိုင်ကြတဲ့တနေ့တော့အခါတောလဲသွားနေတဲ့မုတ်ဆိုတယောက်ဟာရေအိုင်နီးကိုရောက်ရှိလာပြီးတမင်ချေရာကိုမြင်လာကြောင့်သုံးလွန်းတင်တရီကြော့ခွင်းကိုထောင်ပြီးသွားပါတယ်။တမင်ဟာညအချိန်ရောက်တဲ့အခါမှာရေအိုင်မှာရေစင်းတောက်ဖို့လာခဲ့ရာမုတ်ဆိုထောင်လာတဲ့ကြော့ခွင်းမှာမိတာပေါ့။ဒါကြောင့်တမင်ဟာအော်ဟစ်မိတန်းလေတယ်။တမင်အော်ရန်ကြောင့်ခောက်ရှာငံနဲ့လိတ်တို့ဟာတမင်ရှိရာကိုလာကြပါတယ်။ကြော့ခွင်းမိနေတဲ့တမင်လေးကိုတွေးတဲ့အခါတမင်ဟာကြော့ခွင်းကနေဘလို့လွတ်အောင်ကိုကြီးဆောင်ရွက်ရမလဲဆိုပြီးအညီညွတ်တိုင်းပင်ပြောဆိုကြပါတယ်။ခောက်ရှာငှက်ကအဆွေလဲတက်မှထက်မြက်တဲ့သွားတွေရှိလို့ကြောက်ဝင်ကိုကိုက်ဖြတ်ပါလားငါကမုတ်ဆိုမလာအောင်အမျိုးမျိုးစူးစမ်းဆောင်ရွက်မယ်လို့ပြောဆိုပါတယ်။လိတ်ကလည်းကြောက်ဝင်ကိုကိုက်ဖြတ်ပါတယ်။ညဦးချိန်မှာမိုးတောက်ရအထိတညလုံးစူးစမ်းပြီးကိုက်ဖြတ်တာကျိုးနှလွန်တာပြတ်ပါတယ်။တလွန်ကိုအာယုံတက်တဲ့အချိန်ကြီးစူးစမ်းပြီးကိုက်ဖြတ်နေစေဖြစ်ပါတယ်။ခောက်ရှာငှက်ကမုတ်ဆိုနေတဲ့ရွာကိုပြန်တန်းသွားပြီးအိမ်အနီးမှာရှိတဲ့တစ်ပင်အထက်မှာစောင့်နေတာပေါ့မုတ်ဆိုကမိုးတောက်ရရောက်တဲ့အချိန်မှာလှမ်းကိုကင်ပြီးအရှိတကားကနေထွက်လာပါတယ်အဲ့ဒီအခါခောက်ရှာငှက်ကမြည်သွန်ပြီးမုတ်ဆိုရဲ့မျက်နှာကိုအတောင်ဖြစ်ပုတ်ခတ်လေတယ်မုတ်ဆိုကဒီငှက်ရုံမှာဟာငါ့ကိုပုတ်ခတ်တယ်နမိတ်မကောင်းဘူးဆိုပြီးအိမ်ပြန်ပြီးတော့နေအိပ်ပါတယ်ပြီးတော့လှမ်းကိုယူပြီးအနောက်တကားကနေပြန်ထွက်လာပြန်တယ်ခောက်ရှာငှက်ကမြည်ပြီးမုတ်ဆိုရဲ့မျက်နှာကိုအကောင်ဖြစ်ပြန်ပြီးရိုက်ခတ်ပြန်တယ်မုတ်ဆိုလည်းပြန်ပြီးအိတ်နေပါတယ်အတန်ကြာမှမုတ်ဆိုကလှန်ကိုယူပြီးထွက်လာခဲ့ပါတယ်ခောက်ရှာငှက်ကလင်းမြန်စွာပြန်ပြီးမုတ်ဆိုထွက်လာတဲ့အကြောင်းတမင်နဲ့လိတ်တို့ကိုပြောပါတယ်အလုံးမကြောတဲ့တရေလုံးတို့ကိုကိုက်ဖြတ်ရတဲ့အတွက်ကြောင့်လက်ရက်သွားတွေဟာကြွေကြလူနေပါနာကျင်နေပါပြီခတ်တွဲမှာလည်းသွေးတွေအလိမ်လိမ်ကန်နေပါတယ်ကြော့ကွင်မှုကအခုချိန်လေးမပြတ်သေးမုတ်ဆိုချင်းကလာတဲ့အခါမှာတမင်ကကြော့ခွင်ကိုအားကုန်ယုံပြီးတောတဲ့ကိုပြေးဝင်သွားပါတယ်ခောက်ရှာငှက်ကတစ်ပင်မောင်ကနေကြည့်နေတာပေါ့လိမ့်မှာတော့အားကုန်ခံနေပြီဖြစ်တဲ့အတွက်မပြေးနိုင်တာကြောင့်အဲ့ဒီနေရာမှာပဲဝတ်နေရရှာတယ်မုတ်ဆိုကလိတ်ကိုယူပြီးအဲ့ထဲမှာထည့်ပြီးတင်းငုတ်မှာချိတ်ဆွဲထားလိုက်ပါတယ်ခောက်ရှာငှက်ပြောလို့မုတ်ဆိုလက်အသွင်းတို့မိတ်ဆွေလိတ်ကြားရောက်နေတာကိုတမင်တည်တဲ့အချိန်မှာတော့ကဲဆယ်ဖို့အတွက်ပြန်လှည့်လာပါတယ်မနီးမဝေးရောက်တဲ့အခါမှာတော့ခြေကျိုးဟန်ဆောင်ပြီးမုတ်ဆိုဟာတမင်မပြေးနိုင်ဘူးလို့ထင်ကလှန်ကိုကင်ပြီးလိုက်လီတော့တယ်တမင်လဲမုတ်ဆိုကိုတောနှက်ရဖို့သွေးဆောင်သွားပါတယ်အဝေးတို့ရောက်တဲ့အခါမှာမုတ်ဆိုမျက်ခြေပြတ်တဲ့အချိန်မှာအခြားလမ်းကနေလီကဲတို့တော့အမြန်နဲ့မိတ်ဆွေလိတ်ထံကိုပြန်ပြီးပြေးလာခဲ့ပါတယ်အဲ့ကိုဂျိုဖြစ်ချိတ်ယူပြီးရေစမ်းမှာချပါတယ်အလိုနီနဲ့တရိတ်ဆန်အချင်းချင်းတူကိုတူရိုင်းမင်းကူညီဆောက်ရှောက်ကြတာပေါ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ခလေးတို့လည်းတငယ်ချင်းတွေအချင်းချင်းချစ်ချစ်ခင်ခင်နဲ့ရိုင်းပင်ကူညီရမယ်နော်